ဂျွန်ကရေကန်ထဲကိုရေတန့်ဘူးတစ်ဘူးပစ်ချလိုက်တဲ့ခဏအကြာမှာတော့အဲ့ဒီရေတန့်ဘူးဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကရှေးဟောင်းတိုင်းပြည်တစ်ခုတည်းကိုအံ့ဩဖွယ်ရာရောက်ရှိသွားခဲ့တဲ့အဲ့ဒီခေတ်ကဘုရင်မကြီးဟာဒီရေတန့်ဘူးကိုနတ်ဖျားတွေပေးတဲ့လက်ဆောင်လို့ထင်မှတ်ပြီးဘူးဖုံးကိုဖွင့်ကတငုံတောက်လိုက်တဲ့ရေကအရသာတကယ်ကိုထူးခြားဆန်းသစ်နေတာပေါ့အဲ့ဒီအချိန်မှာအဲ့ဒီတိုင်းပြည်ဟာအလွန်အမင်းရေရှားပါတဲ့တံကိုခံစားနေရတဲ့အချိန်မှာဒါကြောင့်ဘုရင်မကြီးဟာတိုင်းပြည်အတွက်ရေပေးသနာဖို့နတ်ဖျားတွေထံအတနာခံစာတစ်စောင်ရေးသားခဲ့တယ်ပြီးတော့သူမရဲ့ကြောက်စိမ့်ဆွဲသီးကိုအဲ့ဒီစာနဲ့အတူရေကန်ထဲကိုပစ်ချလိုက်တဲ့တစ်ဖက်မှာတော့ဂျွန်ဟာရေကန်ထဲကနေရုတ်တရက်ပေါ်လာတဲ့ကြောက်စိမ့်ဆွဲသီးရဲ့တံမိုးကိုကြည့်ပြီးအံ့အားသင့်နေခဲ့တယ်သူကအဲ့ဒီကြောက်စိမ့်ကိုဓာတ်ပုံရိုက်ပြီး online ပေါ်တင်လိုက်တဲ့အခါရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတစ်ယောက်ကဒါဟာအလွန်တန်ဖိုးကြီးတဲ့ပစ္စည်းဆိုတာကိုမှတ်မိသွားပြီးဝယ်ယူဖို့ဂျွန်ကိုဆက်သွယ်လာခဲ့တယ်ဂျွန်ကတော့ဒါကိုလိမ်လည်မှုတစ်ခုလို့ထင်နေတော့မှပဲသူ့ကန်အကောင့်ထဲကိုဒေါ်လာ6တန်းရောက်ရှိလာခဲ့တယ်သူဟာသူ့မျက်လုံးကိုသူတောင်မယုံနိုင်တော့အောင်ဖြစ်သွားပြီးကြောက်စိမ့်ကိုရောင်းဖို့ချက်ချင်းသဘောတူလိုက်တယ်အဲ့ဒီနောက်မှာတော့သူဟာဘုရင်မကြီးစီကစာကိုတွေ့သွားပြီးဒီဘုရင်မကြီးကတဆင့်သူဟာဒီထက်မကချမ်းသာနိုင်သေးတယ်ဆိုတာကိုသဘောပေါက်သွားခဲ့တယ်သူကဘုရင်မကြီးစီစာပြန်ရေးပြီးရေရှားပါမှုပြဿနာကိုဖြေရှင်းပေးမယ်လို့ကတိပေးလိုက်တယ်ဘုရင်မကြီးဟာဂျွန်ရဲ့အဖြေကိုဖတ်ပြီးနောက်မှာအလွန်ဝမ်းသာသွားပြီးနတ်ဖျားကိုကျေးဇူးဆက်ဖို့အတွက်ရွှေမြောက်များကိုပြင်ဆင်စေခဲ့တယ်ဂျွန်ရဲ့အိမ်မှာတော့ရွှေတင်ကားတွေဟာမိုးရွာသလိုတပွဲပွဲကျလာပြီးအိုးတွေထဲကနေတောင်ရှန်ထွက်နေခဲ့တယ်ဂျွန်ဟာဒီရွှေတွေကိုတဲဖို့တငယ်ချင်းတွေကိုအရေးပေါ်ဖုန်းဆက်ခေါ်လိုက်ရတယ်နောက်ပိုင်းမှာတော့ဂျွန်ဟာတထေးရက်ကွက်ကအိမ်ချမ်းမြေတွေကိုတွားကြည့်တဲ့အခါအိမ်ချမ်းမြေအကျိုးဆောင်ရုံမှာသူ့ရဲ့ရည်စားဟောင်းနဲ့ဆုံခဲ့တယ်သူမဟာတထေးလေးတစ်ယောက်နဲ့အတူရှိနေတာပါအဲ့ဒီတထေးလေးကဂျွန်ကိုပစ္စည်းပို့သမားလို့ထင်ပြီးမင်းမာဒီကအိမ်သားကိုတော့ဝယ်နိုင်တဲ့ပတ်စံမရှိပါဘူးလို့လောင်ပြောင်းခဲ့တယ်